Hello အားလုံးမင်္ဂလာတော်နေ့မှာဗျာလောင်ကြီးကိုင်တော့လောင်ကြီးကိုမကန်ရကြပြီဗျာကျွန်တော်လောင်ကြီးကိုင်တော့မယ်ဆိုရင်ဗျာရန်သူဘက်ကလည်းပန်းလာကျွန်တော်ဘက်ကပန်းလာရန်သူဘက်ကမပန်းအောင်ပါဗျာတူကကိုင်သွားတာအဲကြောင့်မို့ဘယ်သူမှလည်းလောင်ကြီးကိုမကန်ဘူးဆိုတော့ကျွန်တော်ပဲကိုင်တာပါဗျာကျွန်တော်လည်းမကိုင်နိုင်ကြဘူးဆိုတော့ကျွန်တော်လည်းထင်ရတာအားကက်ဆိုတော့တော့အားလေးဆိုရင်ပြော့ရဗျာအဲ့ဒီမရှိရင်ဘာမှသုံးပါလို့များရအကောင်ဆိုဗျာကျွန်တော်လည်းဝင်ချပါတော့နိုင်မယ်ထင်ပြီးတော့ကျွန်တော်မှဘာစပိတ်မှမရှိတော့ဘူးဗျာအကြောင်းဒီကောင်လက်သင်းနဲ့ထူချဗျာကျွန်တော်တေးမှမလို့ပြေးအောင်မြောက်ဒီကောင်ကျွန်တော်ဆော့ဖို့ဂျိန်းနဲ့ဆွဲတက်သွားကျွန်တော်ပြန်ပေါ်လာပြီးလိန်ဝီလာရှင်းလာပြန်ကျွန်တော်ဟိုကောင်ပြန်သွားမှန်နေဆရာသမားကနန်းဖားနေရတယ်ဒီကောင်ကျွန်တော်လဲဝမ်ဖလိကလေးပေါက်ပြီးဒီကောင်လက်သင်းနဲ့လက်ထွက်ကြတော့ဒီကောင်အဲ့ဒါတော့မသိဘူးပြဒီကောင်ကျွန်တော်နိုင်မထင်းပြန်ချသေးတာကျွန်တော်လဲဟိုကောင်မလာခင်တော့လိန်ဝီလေးရှင်းပြီးတော့ကိုကြီးခွာမလို့ဗျာဟိုကောင်တော်ရမှအိပ်ပြောနေလားမသိဘူးဗျာရုံးဖုန်းကြီးပဲဟိုကောင်ရောက်လာကျွန်တော်လန့်သွားပဲအားကဗျာတိတ်ပြီးဖော်တက်တော့ဗျာကျွန်တော်ခြုံနေနေပြီးဒီကောင်တူးလေးခုံပြီးတော့ကျွန်တော်3မိနစ်တာပါဗျာဒီကောင်လင်းပြီးခုံနေကျွန်တော်ဒီကောင်အေးဖေးလေးတက်လို့ရပါဗျာဒီကောင်ကျွန်တော်ဝီကိုလေးပဲပြလိုက်တယ်ဗျာဒီမှာဖလဲဗျာကျွန်တော်လင်းကြီးကိုမြန်ရှင်းလိုက်ဗျာအဲ့ဒီပြန်တော့မြန်ရှင်းလိုက်တာပေါ့ဒီကောင်ဗျာဒီတာဝါရှိရဲ့ခြုံနေမှာဖောက်ဒီကောင်ကံမိုးလောက်တယ်ဗျာကျွန်တော်သွားတာပဲကိုကြီးလေးတစ်ချက်တော့ခွာပြီးလမ်းမှာထိတ်တွေ့ရတယ်ဒီကောင်ဖောက်ဖောက်ဝင်ကန်လာဒီမှာကြည့်လိုက်ဖာဘာရဲ့ခြုံနဲ့ညီမလိုကြီးထွက်ပြီးကျွန်တော်ပိုင်းသွားတာတဲ့အားကိုကျွန်တော်ခြုံနဲ့ဖောက်ကံမလို့တယ်ဒီကောင်နဲ့ဖောက်တဘူးဆိုတော့ဗျဒီကောင်ကျွန်တော်ပြင်မလာရင်ဟိုဘက်ကပတ်သွားဖောက်ကျွန်တော်လည်းလိုက်သွားခြုံနဲ့ဝင်လုံးရှိတယ်ဖာဘာပိုင်းနေတယ်ဖလစ်ကခုံးပြီးလိုက်ရပြီးကြအောင်လို့အားကတူးမနိုင်တာနဲ့တူးဖေဖာဘာကိုခေါ်ထားတာဗျာကျွန်တော်လည်းသွေးမရှိတော့အိမ်မဲပြင်လိုက်တော့လမ်းမှာဗျဖားပေါက်တွင်ဖားပေါက်ကျွန်တော်လိုက်ကန်တာဗျဒီကောင်ပြေးတော့ကျွန်တော်မလိုက်ဘူးလို့တာဖမ်းမှာလိုက်တော့ကျွန်တော်လည်းဒီကောင်တော့ထက်လိုက်သွားပါဗျလိုက်တော့လည်းကျွန်တော်ကီးမရသွားဘူးဆိုဗျဖေလောက်ပဲလိုက်ကန်တာဖေလောက်ကျွန်တော်လည်းတီးချက်နဲ့ကီးကောက်ထားလိုက်တော့ဗျဒီကောင်ကြီးတွေကပေါ်လေးမှာကျွန်တော်မယုံဖြစ်နေဖြစ်နေအားကိုကျွန်တော်သွားကန်မှာပေါ့ကျွန်တော်ကြည့်ဒီကောင်ရက်နေရကျွန်တော်လည်းရောက်တော့ခြုံနဲ့ဝင်လာနေဒီကောင်ကျွန်တော်လည်းတီးချက်ကျွေးပြီးကျွန်တော်3မိနစ်ရတယ်ဗျကျွန်တော်အေရီအောင်ကန်မှာမလို့ကျွန်တော်တစ်ခါတည်းသွားကျွန်တော်လည်းဗျဒီကောင်မျိုးတာဝါချိုးပြီးတော့ဗျဘက်သားဖာမလုပ်ရဗျဒိန်းကြီးကရောက်လာတယ်လိန်ကြီးသွားရှင်းတာဒီမှာကြည့်လိုက်အားကရကျွန်တော်ရှင်ညီမလိုကြီးရလာတော့ကျွန်တော်လည်းဖောက်ဖောက်ပြေးကန်ပြလိုက်တယ်ဗျဒီကောင်လိုင်းကြနေရလားတော့မသိဘူးဗျကျွန်တော်လည်းဒီကောင်လိုင်းကြအောင်နိုင်ချင်းရကျွန်တော်လည်းဗီဒီယိုကန်မှုတော့ချိန်အောင်စောင့်နေတဲ့ခြုံနေကနောက်ဝန်တစ်ချက်ကိုချိန်ရတာဗျဒီကောင်ကျွန်တော်ကကတ်လာဒီကောင်အဲ့ဒီဖြတ်ကန်ပြလိုက်တာဖလိကခုံအောင်ကျွန်တော်ကလိုက်သွားတာတဲ့ကြားတဲ့ဟာနာမီ area ထိနေသေးကင်းမြရဲ့ပြင်တော့ကျွန်တော်သေတော့မှာကျွန်တော်ရကောက်ဆွားသွားသေးတယ်ကျွန်တော်ဘက်ကမေးရအမှကြည့်လိုက်ဗရန်ကျွန်တော်လိုက်ရှာတွေ့တဲ့ဘက်ဆိုတော့ဒီကောင်ဒီပေါ်လင်းကဗရေဖိုင်းကိုအားကယူဝင်ပြီးတော့နိုင်တာဗျာဒီကောင်ခုတော့လဲသွားပြီဗျာအေဒီဖွင့်ကျွန်တော်လိုက်တော့ကျွန်တော်ပြေးလိုက်ရဗျာဖန်ရောက်လာဒီကောင်လက်စချက်ပြန်ကျွေးပေးခဲ့ကျွန်တော်လည်းသွေးမရှိတော့အိမ်မဲပြန်လိုက်တယ်ဗျာဒီမဲ့ဗျာကျွန်တော်ဗေလောက်ဖလေးကခုံးကန်လာဗျာဒီကောင်သေတော့ဟာနာမီပဲပြစ်ကန်လိုက်တာဗျာကျွန်တော်ဟာနာမီကန်မှာမယ်ကင်းမြိုင်းပြင်ကျွန်တော်ရှော့သွားသေးဗျာအဲ့ချုံနှမချက်ပဲကျွန်တော်တည်တော့ဒီကောင်1ပေါက်ပြီးတော့ဗျာအဲ့ဒီဖြတ်ကန်မလိုက်တယ်ဗျာဒီကောင် room for နဲ့မာရဗျာကျွန်တော်ဘက်ကတိုင်မီသားဖုန်းရောက်တော့ဒီကောင်ပြေးရဗျာမုန်းနေကျွန်တော်လည်းနောက်ကနေပြီး1နဲ့တက်လိုက်တယ်ဗျာကောင် AV လေးကျွန်တော်ဘက်ကဖန်ဖိုင်ရကြီးဗျာတော်ရီဗျာဖာပေါက်လိုက်ချနေကျွန်တော်လည်းလိုက်ကန်တာဗျာဖလီကခုံပြီးတော့အကောင်မကန်မြန်ဟာနာမီလို့ပဲကန်ပြေးလိုက်တယ်ဗျာကျွန်တော်ပရေသွားဖိုင်မလို့တယ်ဗျာအားကကျွန်တော်ရှိပါညီမလေးလိုင်းလာကြတယ်ဒီကောင်1နဲ့ပဲ AV လေးတက်လိုက်တယ်ဗျာကြားတဲ့1လာလွဲနေသေးရဲ့ဗျာကျွန်တော်လည်းလိုင်းကြိုက်ဘာမှမလုပ်နိုင်တဲ့ကောင်ကိုသွားပြနေသေးရဲ့ဗျာကျွန်တော်တာဝါချိုးမလို့တော့ဗျာဗရန်ရောက်လာနေပတ်လိုက်တယ်ဗျာဖာဘာကြီးသွားကန်လာဗျာဖာဘာကျွန်တော်ပြန်ပိုင်းရကျွန်တော်ရှော့ရဗျာရှူတောင်းကြီးပြီးလိုက်ရဒီဝဲလေးတော့ကျွန်တော်သေးနေနေ victory ဖြစ်သွားပါဗျာကျွန်တော်ဗီဒီယိုကြည့်ကြပါပေးခဲ့တငယ်များတော့ကျွန်တော်ကျေးဇူးထူးပဲတင်ရှိပါတယ်နောက်ဆုံးမှကြည့်နေမှာအလွန်ဘိုင်းဘိုင်း